တန်ရှင်သောဝိညာဉ်တော်၏နာမတော်မြတ်၌ အာမင် ယေရှုခရစ်တော်သခင်၏ယေရှုတော်ဖျားရှင်၏မေတ္တာတော်နဲ့တန်ရှင်သောဝိညာဉ်တော်ဖျားမေတ္တာရတော်တို့သည်သင်တို့အားလုံးနဲ့ရှိပါစေ ကိုရောဝိညာဉ်နဲ့လည်းရှိပါစေ ညီကိုမောင်နှမအပေါင်းတို့မုံမြတ်တော်မီစားပူဇော်ခြင်း၌ထိုက်တန်စွာပါဝင်ကျင်းပနိုင်ကြရန်စနုတို့၏အပြစ်များကိုစစ်ဆေးဝန်ခံကြစို့စနုသည် စေနိုအချင်းတို့ဖြင့်၎င်းဝတ္တရားပေကိုချင်းတို့ဖြင့်၎င်းလွန်စွာပြည့်ပြည့်မိကြောင်းကိုအနာနာတကူရောရှင်ဖျားခင်နဲ့အထေငယ်ကိုမောင်နှမပေါင်းတော်ဝါကျွန်တော်ဝန်ခံပါသည်ကျွန်တော်အပိကျွန်တော်အပိကျွန်တော်အပိကြည်လာပါသည်တို့ဖြစ်၍မုံမြတ်တော်ရှင်ကညာမာရိယာတခြားဟန်တာပေါင်းတို့နဲ့အထေငယ်ကိုမောင်နှမပေါင်းတော်ဝါကျွန်တော်ဖို့ဘုရားရှင်ထံဆုတောင်းပေးကြပါမယ်ကြောင်းကျွန်တော်တောင်းပန်ပါသည် အနန္တတကူတော်ရှင်ဖျားသခင်သည်စနုတို့ကိုတနာတော်မူသဖြင့်အပြစ်များကိုခွင့်လွှတ်တော်မူ၍ထာဝရအသက်ချမ်းသာသို့ခေါ်ဆောင်တော်မူပါစေ အာမင် Praise
ဆုတောင်းကြစို့အိုဖျားသခင်ကိုရောကိုယုံကြည်ကိုစားကြသောသူတို့ကိုကိုရောဒီကွယ်ကာမိုင်းမတော်မူသည်ဖြစ်၍ကိုရော၌ကင်းကွာလျင်မိသည့်အရာမြတ်မြတ်တည်နိုင်မိသည့်အရာမြတ်တန်ရှင်းမြတ်သောအခြေအနေသို့မြောက်နိုင်သောကြောင့်တပည့်တော်တို့ဒီကိုရောအုပ်ချုပ်စီမံလမ်းညွှန်မှုအတိုင်းမတည်မြဲသောဤလောကတရားများကိုအသုံးပြုကြရင်ထာဝရတည်မြဲသောအရာများကိုတာဆင်ဆွဲလန်းစေတော်မူပါမည်အကြောင်းတဆူဒီတော်ဖျားဖြစ်တော်မူလျက်ကိုရောနဲ့အတူတန်ရှင်သောဝိညာဉ်တော်နဲ့တပေါင်းတစည်းဒီကာလဆက်ဆက်သက်ရှင်တော်မူ၍ဆူဆန်တော်မူသောကိုရောသားတော်တပည့်တော်တို့သခင်ယေရှုခရစ်တော်ဖျားရှင်ကိုအမိပြု၍တောင်းလျှောက်ကြပါသည်ဖျားအာမင်ပထမကျမ်းပထမရှင်ဘုရင်ခန်းကြီး3အခန်းငယ်9ခန်းကြီး9အခန်းငယ်7တိုင်းထာဝရဘုရားသည်ဆောလမုန်အားညအချိန်အိမ်မက်တွင်ထင်ရှားပြတော်မူ၍တင်လိုရှိရာကိုတောင်းလောတင်တောင်းသောအရာကိုတင်အားငါပေးမည်ဟုမိန့်တော်မူ၏ဆောလမုန်ကလည်းအိုကျွန်ုပ်၏ဘုရားသခင်ထာဝရဘုရားယခုမှကိုရောဤကျွန်ကိုခမည်းတော်ဒါဝိမင်းကြီးနေရာ၌ဘုရင်ဖြစ်တင်မြောက်ခဲ့တော်မူပါပြီတို့တော်ကျွန်ုပ်ဒီငယ်ရည်သူဖြစ်၍မိခဲတို့အုပ်ချုပ်ရမည်ကိုမတိပါကိုတော်ရွေးကောက်တော်မူသောလူတို့သည်များပြားလာ၍ရေတရွေ့ပင်မရနိုင်သောဤလူတို့၏အလယ်တွင်ယခုကိုရောကျွန်ရောက်နေရပါ၏တို့ဖြစ်ပါ၍ကိုရောကျွန်သည်ကိုရောဤလူတို့ကိုအုပ်ချုပ်ရန်နှင့်အမားမှန်ကိုပိုင်းခြားသိမြင်နိုင်ရန်သိနားလည်နိုင်သောဉာဏ်ပညာကိုပေးတော်မူပါမိသူသည်ဤမြတ်များပြားလာသောကိုရောဤလူမျိုးတော်ကိုစီရင်အုပ်ချုပ်နိုင်ပါမည်နည်းဟုတောင်းလျှောက်လေ၏ထာဝရဘုရားသည်ဆောလမုန်ဤတောင်းလျှောက်ခြင်းကိုနှစ်သက်တော်မူ၏ထို့ကြောင့်ဘုရားသခင်ကတင်းဤအသက်ရှည်ရခြင်းကိုမတောင်းချမ်းသာကြွယ်ဝခြင်းကိုလည်းမတောင်းတင့်ရန်သူတို့၏တက်ကိုလည်းမတောင်းဖြောင့်မတ်စွာအုပ်ချုပ်စီရင်သောဉာဏ်ပညာကိုသာတင့်အတွက်တောင်းသောကြောင့်တင်တောင်းသည့်အတိုင်းငါသည်ယခုချစ်ချင်းပေး၏ရှေးကာလကလည်းတင်းနှင့်အတူမရှိခဲ့နောင်ကာလ၌လည်းတင်းနှင့်အတူမရှိနိုင်မီခွဲခြားပိုင်းဖြတ်တတ်သည့်ဉာဏ်ပညာနှင့်ပြည့်စုံသောစိတ်လုံးသားကိုတင်းအားငါပေးဟုမိန့်တော်မူ၏ဤဒီကဖျားသခင်နှုတ်ကပတ်တော်ပေသည်ဖျားသခင်အားကြီးစိုးတင်ပါသည်
ဒုတိယကျမ်းရောမဩဝါဒစာခန်းကြီး8အငယ်28မှ30ဖျားသခင်ဒီကျွန်ုပ်တို့အားမိမိသားတော်ဤပုံသဏ္ဍာန်တော်နှင့်တူစေရန်အစဥကပင်ကြိုတင်တတ်မှတ်ထားတော်မူ၏ညီအကိုမောင်နှမအပေါင်းတို့ဖျားသခင်ကိုချစ်တော်သူများကိုရိုရှင်၏အကြံစီတော်အတိုင်းခေါ်တော်မူခြင်းခံရသူများ၏ကောင်းခြင်းအတွက်အားလုံးသောအရာတို့သည်အတူလှုပ်ဆောင်ကြသည်ကိုငါတို့တည်ကြ၏ဖျားသခင်၏တားတော်သည်များစွာသောညီကိုမောင်နှမတို့တွင်တာဦးဖြစ်စေမိအကြောင်းကိုရိုသည်မိမိတည်နှင့်ထားတော်မူသောသူတို့အားမိမိတားတော်၏ပုံသဏ္ဍာန်တော်နှင့်တူနိုင်ရန်အစဥကပင်ကြိုတင်တတ်မှတ်ထားတော်မူ၏ကိုရိုဒီအစဥကပင်ကြိုတင်တတ်မှတ်ထားသောသူတို့ကိုခေါ်တော်မူ၏မိမိခေါ်တော်မူသောသူတို့ကိုလည်းဖြောင့်မတ်စေတော်မူ၏မိမိဖြောင့်မတ်စေသောသူတို့ကိုဘုန်းကုံတော်ကြီးမြတ်စေတော်မူ၏ဣတိကာဖျားသခင်နှုတ်ကပတ်တော်ပေသည် ကျေးဇူးတင်ပါသည် ဆွေရတော်မူသောအဖကိုရောဒီကလေးတငယ်တို့အားကုန်းကဲ့၏နည်းနည်းရချက်များကိုဖော်ပြတော်မူသောကြောင့်ကိုရောဒီမင်္ဂလာရှိတော်မူပါ၏ခင်သည်တင်တော်နဲ့တူရှိပါစေကိုရော၏ဝိညာဉ်နဲ့လည်းရှိပါစေရှင်မာတီဦးရေးသားထားသောတန်ရှင်သောဧဝံဂေလိကျမ်းသည်ဟောဖျားသခင်ကိုရောရှင်အားဘုန်းတော်ကုန်တော်ရှိပါစေကောင်းကင်နိုင်ငံတော်သည်လေမေ၌ဝတ်ထားသောယတနာနှင့်တူ၏ထိုယတနာကိုတွေ့သောသူသည်၎င်းကိုပြန်လေဝတ်ထားပြီးဝန္တာအာရဖြင့်တွားကမိမိ၌ရှိသမျှကိုရောင်းချ၍ထိုလေမေကိုဝေသောဝေလေ၏တဖန်ကောင်းကင်နိုင်ငံတော်သည်အည်အသွေးကောင်းသောပလေးယတနာများကိုရှာသောကောင်းသေးတူနှင့်တူ၏သူသည်တန်ဖိုးကြီးသောပလေးတစ်လုံးကိုတွေ့သောအခါတွား၍မိမိ၌ရှိသမျှတို့ကိုရောင်းပြီးလျင်ထိုပလေးကိုဝေယူလေ၏တဖန်ကောင်းကင်နိုင်ငံတော်သည်ပြင်လေ၌ချထား၍ငါအမျိုးမျိုးတို့ကိုအုပ်မိသောပိုက်ကွန်နှင့်တူ၏ပိုက်ကွန်သည်ငါးများနှင့်ပြီးသောအခါတငါသေးတို့သည်၎င်းကိုကောင်းပေါ်သို့ဆွေးတင်၍ထိုင်လျက်ကောင်းသောငါးများကိုရွေးချယ်ကတောင်းများထဲသို့ထည့်ထားပြီးလျင်မကောင်းသောငါးများကိုအပြင်သို့ပြလိုက်ကြ၏ထိုအတူကဘာကောင်းသောအခါဤသို့ဖြစ်လိမ့်မည်ကောင်းကင်တမန်တော်တို့သည်ထွက်လာ၍မကောင်းသောသူတို့ကိုဖြောင့်မတ်သောသူတို့ထဲမှခွဲထွက်ပြီးလျင်သူတို့အားတောက်လောင်နေသောမီးဖိုတွင်းသို့ပြချကြလိမ့်မည်
ထိုအရ၌ငူကျွင်းရဲ့အန်ချစ်ကြလိမ့်မည်ဤအကြောင်းအရာအလုံးစုံကိုတင်တို့နားလေကြသလောဟုမေးတော်မူလျင်သူတို့ကနားလီပါသည်ဟုလျှောက်ထားကြ၏ကိုရောကလည်းထို့ကြောင့်ကောင်းကင်နိုင်ငံတော်၏အကြောင်းအရာတို့ကိုသင်ကြားတက်မြောက်ပြီးသောအခါကျမ်းတက်စရာမင်းတီကမိမိဘိုင်နာတိုက်ထဲမှဥစ္စာပစ္စည်းအသည့်နှင့်အဟောင်းတို့ကိုထုတ်ဖော်ပြသောအင်ရှင်နှင့်တူသည်ဟုသူတို့အားမြင့်တော်မူ၏ဖျားသခင်အဝိကီလီနှုတ်ကပတ်တော်ပေသည် ဘုရားသခင်နာစီမွန်ထောပနာစီပါစီ အားလုံးပဲမင်္ဂလာပါ Happy Parents Day လို့ဥစွာအနေနဲ့ဖာသာနှုတ်ခွန်းဆက်သချင်ပါတယ်ကျွန်တော်တို့ကက်သလစ်အသင်းတော်မှာကျွန်တော်တို့ဒီနေ့လူမျိုးဇူလိုင်26ရက်နေ့မှာတကယ်မုံများတဲ့ရက်တပတ်ဖြစ်ပါတယ်ဘာလို့လဲဆိုလို့ရှိရင်ကျွန်တော်တို့ဇူလိုင်လ26ရက်နေ့ဒီကက်သလစ်အသင်းတော်နေပြီးတော့ကျွန်တော်တို့မိမပွဲနေ့ကိုကျင်းပစေတာဖြစ်ပါတယ်မိမပွဲလို့ကျွန်တော်တို့ခေါ်ရခြင်းသည်ကျွန်တော်တို့ရဲ့ပိုးပွားဖြစ်ကြတဲ့ဂျော်ကင်းနဲ့အာနာတို့ရဲ့ပွဲဂျော်ကင်းနဲ့အာနာတို့ကိုယူသေးသမုတ်ပြီးမှကျွန်တော်တို့ပွဲကိုကျင်းပခြင်းဖြစ်ပါတယ်ကျွန်တော်တို့ကက်သလစ်အသင်းတော်မှာမိဘပွဲကျင်းပရခြင်းသည်အင်မတန်ကောင်းယူစရာအရာဖြစ်တယ်ကောင်းယူစရာရတဲ့နေ့တစ်နေ့ဖြစ်ပါတယ်ကျွန်တော်တို့တမန်ကျမ်းစာထဲမှာရှင်မာတေးအခန်းကြီး15အခန်းငယ်လေးထဲမှာမိဘတို့အားယူသေးခြင်းကိုပြုလို့ဆိုမှကျွန်တော်တို့ကျမ်းစာထဲမှာတွေ့ရတယ်ကျွန်တော်တို့ဖျားသခင်ကကျွန်တော်တို့အားလူသားအလုံးကိုဖန်ဆင်းမှကျွန်တော်တို့ဖျားရှင်ကကျွန်တော်တို့ရဲ့ကေရင်ရှင်ဖြစ်တယ်ဒုတိယနေရာမှာကျွန်တော်တို့ကိုလူလောကထဲမှာမွေးပွားတန်းစင်ပေးတယ်ပုဂ္ဂိုလ်တီမိဘတွေဖြစ်တယ်သူတို့ဒီဒုတိယဖျားဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့မိဘတို့ကိုယူသေးခြင်းမိမတို့အတွက်ဆူတောင်းပေးခြင်းမိမတို့ကိုကာဝယ်ပြုခြင်းသည်ကျွန်တော်တို့ဖျားသခင်ရှင်မောင်၌ကောင်းသောအရာကိုကျင့်ဆောင်ခြင်းဖြစ်တယ်လို့ကျေးဇူးတော်ခံယူရတဲ့နေ့လေးဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ဒီနေ့စင်ကြော်ကင်းနဲ့စင်အာနာပွဲတို့ကျင့်ပခြင်းအဖြစ်ကျွန်တော်တို့ရဲ့ဘဝအတ္တမှာလူလောကထဲကိုကျွန်တော်တို့မွေးဖွားတန်းစင်ပေးတယ်ကျွန်တော်တို့ရဲ့မိဘကိုရှိကြတယ်မိဘတွေကိုကျွန်တော်တို့အထူးတလေတရိယာပြီးမှကျွန်တော်တို့ဆုတောင်းပေးကြစို့ကျွန်တော်တို့လူလောကထဲမှာဒီလူမျိုးရောက်ရှိနေအောင်မလေးရှားလည်းကျွန်တော်တို့ရောက်ရှိနေအောင်ဒီ NCC ကနေပြီးတော့မိဘပွဲနဲ့ပြုလုပ်တဲ့နေရာမှာဒီလူမျိုးပါဝင်ခွင့်ရရှိအောင်ကျွန်တော်တို့ကိုမွေးဖွားတန်းစင်ပေးတဲ့ပုဂ္ဂိုလ်တွေမိဘတွေဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့မိဘတွေကိုအထူးတလေကျွန်တော်တို့တရိယာကြဆိုကျွန်တော်တို့မိဘတွေကျွန်တော်တို့လူလောကကိုမွေးဖွားတန်းစင်ပေးတဲ့ချိန်မှာအခက်အခဲမျိုးစုံသူတို့ရင်ဆိုင်ခဲ့ရတယ်မိဘတွေတာသမီကိုမွေးဖွားတန်းစင်ပြီးဆိုလို့ရှိရင်ကောင်းတဲ့အရာကိုကျွန်တော်တို့ဖြစ်စေချင်ကြတယ်အကောင်းဆုံးကိုတာသမီတွေအတွက်လှုပ်ဆောင်ပေးခြင်းတာဖြစ်တယ်မိဘတွေရဲ့မေတ္တာသည်ကျွန်တော်တို့ဘာနဲ့မှနိုင်တူလို့မရတဲ့ကြီးမားတဲ့မေတ္တာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့မိဘတွေကိုယူသေးခြင်းမိဘတွေကို respect ပေးခြင်းယူသေးပေးခြင်းဆုတောင်းပေးခြင်းသည်ကျွန်တော်တို့အင်မတန်ကျွန်တော်တို့
ကျေးဇူးတော်ခံယူရတယ်ကျွန်တော်တို့ကျေးဇူးတော်ရတဲ့နဲ့ရိုက်ထဲတဲ့အရာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့မိဘဆိုတာတဲ့သာသမီများအတွေ့ဖျားကိုယ်တိုင်ပေးသောလက်ဆောင်ဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ကိုယ့်ရဲ့မိဘဒီကျွန်တော်တို့အသက်ရှင်ရှိသေးတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဆူတောင်းပေးကြဆိုသူတို့အတွေ့ကျွန်တော်တို့အထူးတလေကျွန်တော်တို့မေတ္တာပို့ပေးကြဆိုမိဘဒီကွယ်လွန်သွားကြတော်ညာလည်းပဲကျွန်တော်တို့မိဘဒီရဲ့ဝိညာဉ်ကိုရောရှင်ရဲ့မျက်နာကိုဖုံးမိနိုင်အောင်ကျွန်တော်တို့ဆက်လက်ပြီးတော့ဆူတောင်းပေးကြဆိုမိဘဒီတီကျွန်တော်တို့တာသမီရီပျော်ရွှင်နေတဲ့အချိန်မှာမိဘဒီကတာသမီရီကိုကောင်းတဲ့အရာလှုပ်ဆောင်နေအဲ့ဒါဒီကိုတွေ့ရဆိုလို့ရှိရင်မိဘဒီရဲ့ပီတိတီဘာနဲ့မှလေးလို့မရဘူးတိုးတော့တာသမီရီကဒုက္ခခေခေနဲ့ရောက်တယ်ဆိုလို့ရှိရင်မိဘဒီတီဝန်းနေကြတယ်ကြေကွဲကြတယ်မိဘဒီရဲ့နှလုံးသားတီတာသမီပေါ်မှာချစ်တဲ့ချစ်စစ်တီဘာနဲ့မှနိုင်စားလို့မရတဲ့မေတ္တာဖြစ်တယ်သူတို့ကျွန်တော်တို့မွေးဖွားတန်းစင်ပေးတဲ့ချင်းမှာအခက်ခဲဒီအနောက်စေဒီတာစီဒီကိုယင်းဆံပြီးမှကျွန်တော်တို့ကိုမွေးဖွားပြီးလူလောကထဲကိုရှင်သန်အောင်ကျွန်တော်တို့ပြုစုပြောထောင်ပေးတယ်ဒါကြောင့်ကျွန်တော်တို့ဒီနေ့လူမျိုးနှစ်ထူးနှစ်မြတ်မြမှာမိဘတွေကိုအထူးတလေကျွန်တော်တို့ဆူတောင်းပေးကြဆိုတတိယပေးကြဆိုကျွန်တော်တို့မိဘတွေတီတာသမီတွေအတွက်ဘာမှမျှော်လင့်ခြင်းမရှိဘူးတာသမီတွေကိုစစ်ချမ်းသာစေခြင်းနဲ့တာသမီတွေအတွက်ရှေ့ရဲ့အတွက်သူတို့ဒီအမေရန်လှောက်ဆောင်ပေးပြီးတွေးခေါ်ပေးတယ်လှောက်ဆောင်ပေးတယ်ဒါကြောင့်ကျွန်တော်တို့တာသမီဖြစ်တဲ့ကျွန်တော်တို့အနေပြီးတော့မိဘတွေကိုကျွန်တော်စစ်ချမ်းသာအောင်မိဘတွေကိုကျွန်တော်တို့ပျော်ရွှင်အောင်ငြိမ်းချမ်းအောင်ကျွန်တော်တို့ထားရှိခြင်းသည်ကျွန်တော်တို့ပစ္စည်းအရာဝတ္ထုတွေပေးတာထဲကျွန်တော်တို့မိဘတွေကိုစစ်ချမ်းသာအောင်ထားပေးခြင်းသည်ကောင်းကြီးမင်္ဂလာတပါးဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ရဲ့ဘဝတက်တာမှာအသက်ရှင်နေတဲ့မိဘဒီရှိရဲဆိုလို့ရှိရင်ကျွန်တော်တို့ဘဝတက်တာ၌ပို့ပြီးတော့မိဘဒီကိုစစ်ချမ်းသာနိုင်အောင်ကျွန်တော်တို့ထားကြစို့ဆက်လက်၍ကျွန်တော်တို့ရဲ့ဘဝတက်တာမှာအခက်ခဲရီအနောက်ရှေ့ရတာစီယနေကြော်လွန်နိုင်အောင်ကျွန်တော်တို့မိဘဒီကိုကျွန်တော်တို့ကြော်ရင်နဲ့ဥချရင်နဲ့အဖကိုရောရှင်ထိုင်၌လိုအပ်သောမိဘဒီအတွေ့ဆက်လက်ပြီးတော့ဆူတောင်းပေးကြပါစို့拥挤千古看家书，何妨无你里面来呀，我面来呀不盼谁寻，安然的可比多快呀不，小肉的拥挤把你。Yesus Kristus dapat
လာစွာတော်ညီကိုမနမအပေါင်းတို့တောင်းနေရလိမ့်မည်ရှာလင်တွဲလိမ့်မည်ခောက်လင်ပွင့်လိမ့်မည်ယေရှုသခင်မိန်တော်မူခဲ့သည်ဖြစ်၍ကက်သလစ်သာသနာတော်၌လူဝတ္တမယယေရှုအဖျားဖျားတို့ကိုယေရှုခရစ်တော်ဖျားရှင်နာဖြင့်ဖခင်မိတော်ဖျားထံတငြိတငွေ့ထေတောင်းလျှောက်ကြစို့ Kanu bupi khat chwa balun pe Kan polio khan kilven zo ken na khatsa Tun kum nule pa poi cha a alu kin pe tu mo mo te khai mui fu pe tu in
ယေရှုကရောရှင်နာဖြင့်ချစ်သားသမီးများတောင်းလျှောက်ရာကိုနာယူတော်မူပါဖျား အာမင် ကို
ကျေးဇူးပြုပြီးတော့ကိုရောမြတ်เป็นမဲ့သူတွေကျေးဇူးပြုပြီးတော့လက်ဆရာတော်ထောင်ပြပါနော်ကိုရောမြတ်เป็นမဲ့သူတွေဆရာတော်ဘုံပြဆောင်နေတဲ့နောက်ခုတို့ဟဲ့ပြီးတော့lập sắcပါဘောမကိုရောမြတ်เป็นမဲ့သူတွေကျေးဇူးပြုတော့လက်ထောင်ပြပါနော်အာဆရာဒီယာမကြီးမချင်းထောင်ပြပါနော်ရီပြီးပြီဆိုရင်တော့ချလို့ရတယ်နော်အလုံးမတရရအောင် ညီကူမောင်နှမပေါင်းတို့နာနာတကူတော်ရှင်ဖခမီတော်ဖျားသည်ကျွန်ုပ်နဲ့တင်းတို့စကကြတော်ဤပူဇော်တကာယကိုကြည်ဖြူစွာလက်ခံတော်မူပါယံဆုတောင်းကြပါ ဖျားခင်ဘုရားတော်ကိုရှိမထာပြုချေက၎င်းတပည့်တော်တို့နဲ့တန်ရှင်တော်သာသနာတော်ကိုလုံးကိုကျူးခံဆိုင်ရခြင်းက၎င်းကိုယ်ရဲ့လက်ဖြင့်စကတော်ပူဇော်တကာယကိုဖျားခင်လက်ခံတော်မူပါစေ အိုဖျားသခင်ကိုရောရရောစွာစွန့်ကြဲတော်မူသည့်အရာများထဲမှတပည့်တော်တို့ယခုစက္ကကြသောပူဇော်တကာယများကိုလက်ခံတော်မူ၍ဧတန်စင်မမြတ်သောချင်းမွန်ရာရစ်တော်ပူဇော်ခြင်းတွင်ပါဝင်သည့်အကျိုးအနည်းတင်ကြောင်းဤလောကဝေရှင်လည်နေကြသောတပည့်တော်တို့ကိုတန်ဆင်းစင်ကြဲဆေတော်မူ၍ထာဝရဒုက္ခချမ်းသာသို့ပူဆောင်ပေးတော်မူပါမည်အကြောင်းတပည့်တော်တို့သခင်ခရစ်တော်ဖျားရှင်ကိုအမိပြု၍တောင်းလျှောက်ကြပါသည်ဖျား အာမင် ဖျားသခင်နေတင်လုံးနဲ့ရှိပါစေ ကိုရောဝိညာဉ်နဲ့လည်းရှိပါစေ ဖျားသခင်နာအာယုံပြုကြလော အာယုပြုလည်းရှိပါသည် ကျွန်တော်တို့အရှင်ဖျားသခင်နာကျေးဇူးတင်ကြစို့ ကျေးဇူးတင်ထိုက်တင်လာပြီ အိုရှင်မြတ်တန်ရှင်တော်မူသောဖာနာနာတကူတော်ရှင်ထာဝရဖျားတပည့်တော်၏သခင်ခရစ်တော်ကိုအမိပြု၍ကိုရောရှင်နှင့်ကျေးဇူးတော်များဟုကာလဒေသမရွေဖော်ထုတ်ခြင်းမွန်းခြင်းသည်အမှန်ပင်ပြုထိုက်သောအမှုဖြစ်ပေ၏တပည့်တော်အဖို့ကျေးဇူးတော်ထူပွားရာကြောင်းလည်းဖြစ်ပေသည်ခရစ်တော်သခင်မူကားဖွာတော်မူခြင်းဖြင့်လူဘဝဟောင်းကိုအသစ်ပြုပြင်တော်မူ၏အသေးခံတော်မူခြင်းဖြင့်တပည့်တော်၏အပြစ်များကိုချွတ်လွတ်တော်မူ၏တေသူတို့ဆုမှရှင်ပြန်ထမြောက်တော်မူခြင်းဖြင့်ထာဝရသက်ရှင်ခြင်းကျေးဇူးတော်ကိုပေးသနာတော်မူ၏အဖဖျားကိုယ်တော်ရှင်ထံသို့တက်ကြွတော်မူခြင်းဖြင့်ကောင်းကင်ဆွေတကားကိုဖွင့်ပေးတော်မူ၏သူဖြစ်၍ကောင်းကင်တရားဓမ္မများနဲ့ယန္တာများနဲ့အတူတကွာတခြင်းကိုတည်ဆူလျက်အစင်မပြတ်ကြွေးကြော်ကြသည်မှာ တ
။
ကြစို့ဘုရားသခင်တပည့်တော်ဒီကရောသားတို့ဒုက္ခဝရဏခံထားတော်မူခြင်းကိုအစဉ်အမဲ့တရားတော်အနေဖြင့်ချင်းမရစ်တော်တွင်ပါဝင်ပူဇော်ကြပြီးကရောမြတ်စကရမန်တုမိန်လာမြတ်ကိုပင်ယူကြသည်နိုင်ငေဧဝပြုခြင်းတွင်ပါဝင်ခြင်းအကျိုးကျေးဇူးတော်ကြောင့်ကယ်တင်ခြင်းကျေးဇူးတော်များကိုရရှိကြကာကရောရှင်နှင့်ပြောနိုင်ဖွယ်မရှိခြင်းမလာတော့ချစ်ချင်းမေတ္တာတော်ကိုခံယူရရှိကြပါမည်အကြောင်းကာလဆက်ဆက်သက်ရှင်တော်မူ၍စူးစမ်းတော်မူသောထူသားတော်ကိုပင်အမိပြု၍တောင်းလျှောက်ကြပါသည်ဖျားအာမင်ဒီနေ့ကျွန်တော်တို့နဲ့အတူမိစားတရားတော်မြတ်မှာပါဝင်ပူဇော်ပေးကြတဲ့ Father Joseph မြစ်နာသာသနာမှာ Father Sixtus ဒီမှာရှိတဲ့ဒီမလေးရှားမှာရှိတဲ့နော်ဘာသာသူများကိုကျေးဇူးဆောင်ရှောက်ဖို့ပြီးရင်ကျွန်တော်တို့အားလုံးဒီလိုမျိုးနော်မိစားတရားတော်မြတ်ကိုစလဲဆုံးထိအစဉ်ပြေစွာနဲ့ပူဇော်ခြင်းမခွင့်ရတဲ့အတွက်ဘုရားရှင်ကိုကျေးဇူးတင်ပါတယ်ဆက်လက်ပြီးတော့မှကျွန်တော်တို့ကြံရှိသောအစီအစဉ်များကိုနော်ကောင်းမွန်အစဉ်ပြေစွာကျင့်ပနိုင်ရအတွက်ကျွန်တော်တို့အားလုံးပူပေါင်းပါဝင်ကြစို့ဘုရားသခင်ရဲ့တင်တော်နဲ့ရှိပါစေကိုရောဝိညာဉ်နဲ့ရှိပါစေ အနန္တတကူတော်နဲ့ပြည့်စုံတော်မူထသောခမည်းတော်သားတော်တန်ရှင်သောဝိညာဉ်တော်ဖျားသည်တင်တို့ကိုကောင်းချီးပေးတော်မူပါစေသောအာမင်မိစားပူဇော်ခြင်းပြပါပြီဖျားရှင်နာစေခံရန်တွားကြလောဖျားသခင်အားကျေးဇူးတင်ပါသည် group ดัดปงยายผู้ปฐมสงฆ์ဓမ္မဆရာများဒုတိယ MCCM EC များတတိယ community မှာလာတဲ့ခေါင်းဆောင်များစတုထမှာ MCCM မိခင်များနဲ့ MCCM chairman တို့မိသားစုဖြစ်ပြတယ်အခုဓမ္မဆရာများနဲ့ဤစီများရမယ်နော်ဟာအကောင်းဆုံးနေကြည့်ပြဓမ္မဆရာများနဲ့ဤစီများဤစီတန် MCCM ဤစီများနော်ဘာမုံခုမုံဘယ်ဘက်နော်တော့က
下你呀没？哎，你去他那里够出没了？够出了。哎，你出没了？哎，你出来了？够出来，够出了，够出，哎，你出来。哎，你出来，你妈妈。အိုယေဆွေဆွေနှလုံးတော်ရှင်တော်ကိုတနာတော်မူပါ အိုယေဆွေဆွေနှလုံးတော် ရှင်တော်ကိုတနာတော်မူပါ အိုယေဆွေဆွေနှလုံးတော် ရှင်တော်ကိုတနာတော်မူပါ ရှင်ဇိုခိမ်အန်အာနာ ရှင်တော်ကိုအားဆုတောင်းပေးတော်မူပါ ကိုဆောင်တကြပြဝတ်တိမေတ္တာ ဘုရားရှင်ကမိန်တော်ရှိရဲ့ကျွန်တော်ကိုစောင့်တော်တကြားကျွန်တော်တို့အမိညာမပြည့်စုံမတုန်တင်ကြီးစုဆောင်မတော်မူပါအာမင် ခမီရောတာရောတန်ရှင်တော်ဝိညာဉ်တော်၏နာမတော်မြတ်နဲ့အာမင် Hãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ
ချိုတာလာတဲ့အတန်လေးတွေနဲ့မိဘတို့အားဂုံပြုသရှင်ဖြင့်ဖျော်ဖြေပေးသွားပါတော့ MCLC ကျောင်းသားကျောင်းသူတသားမိမိများတို့ကိုကျေးဇူးထူးပဲတင်ရှိပါတယ်ဆက်လက်ပြီးတော့မိဘများပွဲနေအတွက်အမတ်တရဂုံပြုလွှာဩဘာစာဖတ်ကြားပေးဖို့အတွက်လူငယ်မောင်မယ်များကိုစင်မြင့်တက်တို့လေးစားစွာဖိတ်ခေါ်ခြင်းပါတယ် မြတ်မင်္ဂလာဩဘာသာဤလိုချိန်ခါဤနေ့ရက်မှာမြတ်တော်မင်္ဂလာဩဘာသာကိုချိုသာကျူးရင်တန်တော်စစ်မီအကျွင့်တခင်မိဘများရံပရပေါင်းကင်းဝေးကြပါစေဖန်ဆင်းရှင်ဘုရားသခင်အားချီးမွမ်းခြင်းအနန္တတကုရှင်ထာဝရသခင်စัจ java ရာနှင့်လူကိုဖန်ဆင်းတရံတော်ညီမေတ္တာသက်ဝင်ဇီဝအသက်ပေးသနာတော်ကျေးဇူးတော်ရှင်တန်ရှင်ဝိညာဉ်သားတော်ယေရှုမြတ်တော်ကျေးဇူးဖဖျားရှင်ဤအကာအကွယ်တို့ကြောင့်ယနေ့ထက်ထိတိုင်းရှင်သန်စုဝေးဤပွဲတို့ကိုကျင်းပခွင့်ရကျေးဇူးတော်အားချီးမွမ်းမကုန်ဘုံတကိုဖျားကုန်းတော်သည်ကာလဆက်ဆက်ဘုံကြီးစေတည်း မိဘတို့ဤကြီးမားသောမြတ်တာနှင့်ကျေးဇူးတော်ကိုအောင်မေ့ခြင်းကိုလာလွေကဆေလဖွာတို့သူသားသမီးချစ်မွားမှုဘေးရန်ကင်းစေတယုတရရင်ဝေပတ်ကသွေးသားနှုတ်ချိုတိတ်ကြွပြုစုမြေကြီးပေါ်ကကောင်းကြီးမင်္ဂလာမွေးမိခင်ပါနေဘူးမိုးရွာပင်ပန်းတော်ညာညှိထွားမပြုကြမ်းကြမ်းအန်တုလောကရန်ဝေရှာဖွေကြွေးပြီးဖျားရှင်အားချစ်ကြောက်ရိုသည်လန်ခီတို့စုံမသွန်သည်အောက်ကိုထိုက်သည့်ဟိုဖခင်မိဘတို့ကတာသမီတို့ခေါင်းစားရီဝေစင်ညွငယ်ချင်းပင်ပန်းချင်းတန်ခါးစည်းခံလျက်မြစ်ကြကီယူနာမိုရီတာဖြင့်အစဉ်အမြဲဆောင်ရှောက်ခဲ့သည်
နှုတ်ကပတ်တော်ရယိုသေးစွာကြော့ချင်းတင်းဤမိဖကိုယိုသေးစွာပြုလောတို့ပြုလျင်တင်းဤဖျားသခင်ထာဝရဖျားပေးသနာတော်မူသောပြည်၌တင်းဤအသက်တာရှည်လိမ့်မည်ထွမြောက်ရာချမ်းခန်းကြီး20ခန်းငယ်7ရှင်တော်ပြည့်ညက်မိန့်မာခဲ့သည်တာသမီတို့တခင်ဖျားဤအလိုတော်တိုင်းမိဘစကားကိုနားထောင်ကြလောတို့ပြုခြင်းသည်တရားတော်မှုဖြစ်၏ဧဖက်စအခန်းကြီး6ခန်းငယ်1ဟူသည်နှုတ်ကပတ်တော်နာခံကြပြီတာသမီတို့သည်မိဘတို့ဤကြီးမားမြတ်တာကျေးဇူးတို့အားတုံ့ပြန်ပူဇော်ရိုသေမျက်နှိုးလက်ဆယ်ဖျားဦးထိတ်မှမိုး၍ကြော့ပါသည် ကျင့်များအတွက်တောင်းပန်ခြင်းကာလရာသီအချိန်၍လျာပြောင်းဖန်များသို့အကြောင်းအခက်လက်ဆိုအမှန်ဟုံနှင့်လောကအတွင်းအတိတိလင်တက်ဆင်းခြင်းလေထွက်ခွာရဝေတချိန်ကစင်းဆိုဤအင်းအို၌ကျန်ရှိလူသားထိုနူကအိုမင်းမစွမ်းရှိပညာလေချစ်တော်ဤသားချစ်သမီးအားကျေးဇူးတရားပြန်ရစကောင်းလုံးလုံးမျှော်လင့်ထက်ဆင်၍ပင်စူတောင်းမြတ်တာပိုးတရှိသောစီစင်းဆုံဤထိုဤလင်ကိုစံဤမိမြပြန်နိုင်အနီးမကောင်းမြတ်တာကောင်းရငွန်လက်အသက်တင်စေပေးဝေနေရင်ထိမ်းမြချင်းလင်ဝငါအိမ်များပေးစိတ်များသည်မြတ်တာမြတ်မှာမိဘများအားပြပင်စောကာယဝစီမနိုးဟူသည်ကံသုံးပါဖြစ်ပြမှုကျွလွန်ပြုခဲ့ဘူးသည့်သာသမီတို့အားအခွင့်ကညာလွန်ရန်ကြော့ဝင်ချတောင်းပန်ပါသည်ချစ်တော်မိခင်အိုဖခင် မိဘများအတွက်ဆုတောင်းမြတ်တာပို့တခြင်းယခုမှစနောင်ကာလတွင်မိဘနှစ်ဦးစိတ်ကြည်နူးဖို့အထူးကြိုးစားနေထိုင်သွားမည်စိတ်မာရဲရင်ဖျားရှင်ကတက်တည်ထားကတာသမီများဂတိထားသည်ချစ်တော်မိခင်အိုဖခင်ဤတွင်ဤကုံဤအဆုံးတွင်ချစ်တော်မိခင်ချစ်ဖခင်တို့ဥပအန္တရာယ်ကင်းဝေးပါစေစိတ်ချမ်းသာစေကိုယ်ချမ်းပါစေတတ်တော်ရာကျော်ရှိပါစေဟုကဘာဦးမခြာဝရတိုင်မြင့်မားမြတ်တာဂိယုနာရှင်ယေရှုခရစ်တော်နာမမြတ်၌ဆုမွန်တောင်းရင် Myanmar Catholic Community in Malaysia အခုလိုဂုံပြူဩဘာစာဖတ်ကြားပေးပါတော့လူငယ်မောင်မယ်များအားအထူးပင်ကျေးဇူးတင်ရှိပါတယ် ဆက်လက်ပြီးတော့အစီအစဉ်ရ MCCM မိသားစုမှာစင်မင်ပေါ်ရှိမိဘများအားဂုဏ်ပြုမိတာလက်ဆောင်များပေးအပ်ခြင်းအစီအစဉ်ပဲဖြစ်ပါတယ်။ရှေးဦးစွာမိဘများပွဲနဲ့အမတ်တရလက်ဆောင်ပစ္စည်းပေးအပ်ပေးပါရန် MCCM ဥက္ကဋ္ဌနဲ့ဇနီးအားဖိတ်ခေါ်ရင်လက်ဆောင်ပစ္စည်းလက်ခံပေးပါရန်ဖာရောဘတ်အားလေးစားစွာဖြင့်ဖိတ်ခေါ်အပ်ပါရရှင်။ အားလုံးပဲအတူတူလက်ခုပ်တီးလိုက်ကြရအောင်အခုလိုလက်ဆောင်ပစ္စည်းပေးအပ်ပေးပါတော့ MCCM ဥက္ကဋ္ဌဇနီးနဲ့လက်ဆောင်ပစ္စည်းကိုမိဘတို့ကိုစားလက်ခံပေးပါတော့ Father Robert အားအထူးပဲကျေးဇူးတင်ရှိပါတယ်ဆက်လက်ပြီးတော့အမတ်တရလက်ဆောင်ပစ္စည်းပေးအပ်ပေးနိုင်ပါရန် MCCM ဒုဥက္ကဋ္ဌနဲ့ဇနီးတို့ကိုဖိတ်ခေါ်ရင်းနဲ့မိဘများကိုစားလက်ဆောင်ပစ္စည်းလက်ခံပေးနိုင်ပါရန် Father Sister အားလေးစားစွာဖိတ်ခေါ်ချင်ပါတယ်ကျွန်တော်လက်ခုပ်တန်ကြဲကြဲလေးနဲ့အကုန်ပြုပေးလိုက်ကြအောင်
ဟုတ်ကဲ့ခုလိုမျိုးမိဘများပွဲနဲ့မတရားလက်ဆောင်ပစ္စည်းပြပေးပါတော့ MCCM ဒုဥက္ကဋ္ဌနဲ့ဇနီးယာဇနီးနဲ့လက်ဆောင်ပစ္စည်းလက်ခံပေးပါတော့ Farasi တို့စပေါ်ကျေးဇူးများချစ်တင်ပါတယ်ဆက်လက်ပြီးတော့မိဘများပွဲနဲ့မတရားလက်ဆောင်ပစ္စည်းပြပေးပါရန် MCCM လူငယ်ဥက္ကဋ္ဌနဲ့ဇနီးအားဖိတ်ခေါ်ရင်လက်ဆောင်ပစ္စည်းလက်ခံပေးပါရန် Farah Joseph အားလေးစားစွာဖြင့်ဖိတ်ခေါ်အပ်ပါရှင် လက်ကုပ်တန်ဒီတက်ကြဲကြဲလေးတီးပေးကြပါโอเคပါဆက်လက်ပြီးတော့လက်ဆောင်ပစ္စည်းပေးအပ်ပေးပါရန် MCCA ဥက္ကဋ္ဌနဲ့ဇနီးတို့ကိုဖိတ်ခေါ်ရင်းနဲ့လက်ဆောင်ပစ္စည်းကိုမိဘတို့ကိုစားလက်ခံပေးပါရန်ဆရာရေမွန်အားဖိတ်ခေါ်ခြင်းပါတယ်ကျွန်တော်တို့ရဲ့ MCCM တာဝန်ခံဓမ္မဆရာရေမွန်အားဖိတ်ခေါ်ခြင်းပါတယ်ဟုတ်ကဲ့ခုလိုမျိုးမိဘများပွဲနဲ့မတရားလက်ဆောင်ပစ္စည်းပေးအပ်ပေးပါတော့ MCCA ဥက္ကဋ္ဌနဲ့ဇနီးပေါ်လက်ဆောင်ပစ္စည်းလက်ခံပေးပါတော့ MCCM တာဝန်ခံဓမ္မဆရာရေမအားအထူးပဲကျေးဇူးတင်ရှိပါတယ်ဆက်လက်ပြီးတော့မိဘများပွဲနဲ့မတရားလက်ဆောင်ပစ္စည်းပေးအပ်ပေးပါရန် MCLC ကျောင်းသားကျောင်းသူများအားဖိတ်ခေါ်ရင်လက်ဆောင်ပစ္စည်းလက်ခံပေးပါရန် MCLC ကျောင်းအုပ်ကြီးဆရာစတီဖန်မောင်ပီကိုလေးစားစွာဖြင့်ဖိတ်ခေါ်အပ်ပါရှင်โอเคပါအခုလိုမျိုးလက်ဆောင်ပစ္စည်းပေးအပ်ပေးသွားတဲ့ MCLC ကျောင်းသားကျောင်းသူတသားမီနေနဲ့တူလက်ခံပေးပါတော့ကျောင်းအုပ်ဆရာကြီးဆရာစတီဗင်မောင်ပီကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်ဆက်လက်ပြီးတော့ကျွန်တော်တို့ Air the Sister ကိုလက်ဆောင်ပစ္စည်းဆက်လက်ပြီးတော့ပေးအပ်သွားမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့လက်ဆောင်ပစ္စည်းပေးအပ်ပေးနိုင်ပါရဲ့အမမော်နီကာကိုလည်းကျွန်တော်ဖိတ်ခေါ်ချင်ပါတယ်ကျွန်တော်လက်ခုပ်တန်ကြဲကြဲလေးနဲ့အကုန်ပြုလိုက်ကြရအောင်โอเคပါအခုလိုမျိုးလက်ဆောင်ပစ္စည်းလက်ခံပေးသွားတဲ့ sister နဲ့လက်ဆောင်ပစ္စည်းချီးမြှင့်ပေးသွားတဲ့အမမော်နီကာကိုလည်းကျေးဇူးထူးပဲတင်ရှိပါတယ်ဆက်လက်ပြီးတော့မှကျွန်တော်တို့အခုမိဘများပွဲနဲ့ရောက်ရှိလာတဲ့ဘာသာသူညီကိုမောင်နှမများနဲ့အလူရှင်များအတွက်ကျွန်တော်တို့ကျွန်တော်တို့အခုလိုမျိုးမိဘများပွဲနဲ့ဖြစ်မြောက်ရေးအတွက်တစ်ဖက်တစ်လမ်းအနေနဲ့တော့မှတရားထက်သန်စွာပါဝင်ပေးကြတဲ့အလူရှင်တွေကိုဂုဏ်ပြုလွှာပေးအပ်ခြင်းစီစဉ်ပဲဖြစ်ပါတယ်โอเคပထမဦးဆုံးအနေနဲ့ကျွန်တော်တို့ဒီစင်ပေါ်မှာရှိတဲ့ကျွန်တော်တို့ရဲ့လေးစားရတဲ့မိဘများကိုကျွန်တော်တို့ဂုဏ်ပြုမှတ်တမ်းလွှာကိုပေးအပ်ခြင်းစီစဉ်တဲ့အရင်စတင်မှာဖြစ်ပါတယ်
ကျွန်တော်တို့ရဲ့လူငယ်များအနေနဲ့မိဘများကိုလက်ဆောင်ပစ္စည်းပေးအပ်ပေးနိုင်ပါရန်ကျွန်တော်တို့စင်မြင့်ပေါ်ကိုလေးစားစွာဖိတ်ခေါ်ချင်ပါတယ်ဟုတ်ကဲ့ကျွန်တော်တို့ဆရာများနဲ့လူငယ်များအနေပြီးတော့မှမိဘများကိုလက်ဆောင်ပစ္စည်းပေးအပ်ပေးသွားမှာဖြစ်ပါတယ်လက်ခုပ်တန်ချဲကြီးနဲ့ရှင်များကို ကျန်တဲ့ဆုံးယူတဲ့လူတွေအားလုံး group ပုံကြမယ်နော်အဲ့ဒါအခုလား ခဏနေကြရင် ဆက်လက်ပြီးတော့ကျွန်တော်တို့ဒီမိဘများပွဲနေ့အတွက်ပွဲဖြစ်မြောက်ရေးအတွက်တပတ်တလန်းအနေပြီးတော့မှာပါဝင်ပေးကြတဲ့အလူရှင်တွေကိုဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်းစီစဉ်ပဲဖြစ်ပါတယ်ဆိုတော့ဂုဏ်ပြုမှတ်တမ်းလွှာကိုပေးအပ်ချီးမြှင့်ပေးနိုင်ပါရန် Father Robert ကိုကျွန်တော်တို့လေးစားစွာဖိတ်ခေါ်ချင်ပါတယ်ဂုဏ်ပြုလွှာလက်ခံပေးနိုင်ပါရန်မာကိုဗွန်မိသားစုအားလက်ဆောင်ပစ္စည်းလက်ခံပေးနိုင်ပါရန်ဂုဏ်ပြုလွှာလက်ခံပေးနိုင်ပါရန်လေးစားစွာဖိတ်ခေါ်ချင်ပါတယ်ဆက်လက်ပြီးတော့မှ Rebecca နဲ့မိသားစုဆက်လက်ပြီးတော့မှ Thomas Uk Raw မိသားစု Assumpta Rangling Papa Timothy Boy Nung Ring ဆက်လက်ပြီးတော့ Danish Van Lang Rat မိသားစု Celepio Anthony Van Lian Mang Mitasu Celepio Catherine Moy family Celepio James Tangzam Liante Unao Celepio Eddie Naiza Tang Celepio Robert Daldal John Nang Kan Singh family John Zam Ken Lian family Lucas Lian Pui Ne Mary Parno တစ်ဆက်တည်းမှာပဲ Joseph Sang Peter Unao Michael Lat Norbert Sian P နဲ့ Agatha Lalam Anthony Gwalsakham နဲ့ Monica Zamgo Nyang
Celebrate John Kam Tung Mang family. Chang Xian Ku. Pita Dal Muan Piang. Alphonius Kwazan Nuan Tang. Elizabeth Nam Day Kim. ဆက်လက်ပြီးတော့ Mary ကျင်ငိုက်နို Elizabeth Nudai Bosco Lang Sian Kwal Petru Lang Khan Kham Saint Francis BEC Helena Jing Dei Nyangကျွန်တော်ဂုံပြူလောလက်ခံပေးပါရန်တွတ်တွတ်လေးခတ်တွတ်တွတ်လေးလာရောက်ပြီးတော့လက်ခံပေးကြဖို့မေတ္တာရက်ခံလိုပါတယ်ဟုတ်ကဲ့ပါအခုလိုမျိုး let's ဂုံပြူလာပေးအပ်ချီးမြှင့်ပေးပါတော့ Father Robert ကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ဆက်လက်ပြီးတော့မှအခုရောက်ရှိနေတဲ့မိဘများပွဲထဲမှာရောက်ရှိနေတဲ့ဘာသာသူညီကိုမောင်နှမများနဲ့အတူအလူရှင်များအတွက်ကို Father Robert ကနေပြီးတော့မှအားပေးစကားအနေငယ်ပြောကြားပေးပါရန်လေးစားစွာဖိတ်ခေါ်ရပါတယ်တမိနစ်ပဲပြောမယ်နော်ချိန်အများကြီးဒီဖြော်ဖြေးလဲရှိသေးတယ်ဆိုတော့လေနော်ဆိုတော့လေးစားပါတော့ဖခင်များနော်မိဘများမိခင်များ community အသီးသီးကနေပြီးတော့မှခေါင်းဆောင်များအလူရှင်များယနေ့မိဘပွဲနေ့ကိုအခမ်းအနားမှာကြွရောက်လာကြတဲ့ဧည့်သည်တော်များအားလုံးမင်္ဂလာပါယနေ့လူဖူးတန်တဲ့နေ့မှာမိဘများပွဲနေ့အခမ်းအနားကိုတူတကွပါဝင်ဆင်နွှဲပေးကြတဲ့အတွက်ကျွန်တော်တို့မြန်မာကက်သလစ်အတိုင်းဝိုင်းကူစားအားလုံးကိုနှလုံးသားထဲကနေပဲထူပဲကျေးဇူးတင်ပါတယ်အထူးသဖြင့်အလုပ်များတဲ့ကြားနေပြီးတော့မှအချိန်ပေးပြီးကြွရောက်လာကြတဲ့ community အသီးသီးမှခေါင်းဆောင်များကိုအထူးကျေးဇူးတင်ပါတယ်မိမိတို့ရောက်ရှိအားပေးမှုကကျွန်တော်တို့အတွက်ကြီးမားတဲ့အင်အားတစ်ခုဖြစ်တယ်လို့မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားများအနေဖြင့်တူနဲ့တူစီလုံးညီညွတ်စွာမေတ္တာဖြင့်အပြန်အလှန်ရိုင်းပြင်းကူညီကြရမယ်ဆိုတဲ့စိတ်ဓာတ်ကိုလည်းပုံမူပြီးတော့မှခိုင်မာစေပါတယ်ထို့အတူကျွန်တော်တို့မြန်မာကက်သလစ်အတိုင်းအဝိုင်းနဲ့မြန်မာ community learning center ကိုအမြဲဆုတောင်းပေးကြသူများငွေကြီးပစ္စည်းချိန်နဲ့စေတနာတို့ဖြင့်ပံ့ပိုးကူညီပေးကြတဲ့အလူရှင်များအားလုံးကိုပဲအထူးလေးစားစွာကျေးဇူးတင်ရှိပါတယ်မိမိတို့ရဲ့ချစ်ချင်းမေတ္တာနဲ့စေတနာများကြောင့်ကလေးများရဲ့ပညာရေးယုံကြည်ခြင်းနဲ့အနာဂတ်တို့ကိုဆက်လက်တည်ဆောက်နိုင်ခဲ့ကြပါတယ်ဒီနေ့ရဲ့အဓိကဂုဏ်ပြုခံရသူများဖြစ်ကြတဲ့မိဘများကိုလည်းအထူးဂုဏ်ပြုလိုပါတယ်မိဘတို့ရဲ့မေတ္တာဆွမ်းလို့အနစ်နာခံမှုနဲ့မကုန်ခန်းနိုင်သောပြုစုဆောင်ရှောက်မှုတွေဟာဘယ်အရာနဲ့မှတန်ဖိုးမဖြတ်နိုင်ပါဘူးသားသမီးတွေရဲ့အောင်မြင်မှုတိုင်းရဲ့နောက်ွယ်မှာမိဘတို့ရဲ့ဆုတောင်းခြင်းမေတ္တာနဲ့အနစ်နာခံမှုတွေအမြဲရှိနေပါတယ်ဒါကြောင့်ဒီနေ့အမိဘတို့ရဲ့ကျေးဇူးတရားကိုပြန်လည်အမှတ်ရပြီးလေးစားဂုဏ်ပြုရမယ့်နေ့ထူးနေ့မြတ်တစ်နေ့ဖြစ်ပါတယ်။ညီကုန်းချို့အနေနဲ့ယနေ့ကြွရောက်လာကြတဲ့ဧည့်သည်တော်များအားလုံး community အသီးသီးမှခေါင်းဆောင်များအလူရှင်များမိဘများနဲ့ညီကူမောင်နှမအားလုံးကိုတဖန်ထပ်မံပြီးထူးကျေးဇူးတင်ရှိပါတယ်။ဖျားသခင်ကလူကြီးမင်းတို့နဲ့မိသားစုအားလုံးကိုကျမ်းမာချမ်းသာခြင်းငြိမ်းချမ်းခြင်းနဲ့
ဝမ်းမြောက်ခြင်းတို့ဖြင့်အမြဲကောင်းချီးပေးပါစေကြောင်းဆုတောင်းမေတ္တာပို့သရင်ကျွန်တော်ရဲ့ကျေးဇူးတင်စကားကိုဒီနေရာမှာပဲဆုံးသက်လိုက်ပါတယ်အားလုံးကိုအထူးကျေးဇူးတင်ပါတယ်ဖျားသခင်ကောင်းချီးပေးပါစေကျေးဇူးတင်စကားပြောကြားပေးသွားပါတော့ Father Robert အားအထူးပဲကျေးဇူးတင်ရှိပါတယ်ဆက်လက်ပြီးတော့မှကျွန်တော်တို့အပိတ်ဆုတောင်းအတွက်ကိုကျွန်တော်တို့ရဲ့ MCCM ရဲ့တာဝန်ခံဓမ္မဆရာ Raymond အားကျွန်တော်တို့အပိတ်ဆုတောင်းပေးဖို့အတွက်ဖိတ်ခေါ်ချင်ပါတယ်ဩသခင်ယေရှုဆွေနှလုံးတော်ကျွန်တော်တို့ကိုတနာတော်မူပါလူမျိုးအပေါင်းတို့၏မေတော်သခင်မှာကျွန်တော်တို့ဘုံငါဆုတောင်းပေးတော်မူပါအဖတန်စုစေကျွန်တော်တို့ဘုံငါဆုတောင်းပေးတော်မူပါယန္တာဂျိုကိမ်နဲ့အာနာကျွန်တော်တို့ဘုံငါဆုတောင်းပေးတော်မူကြပါဖျားရှင်ကမင်းတော်စီ၍ကျွန်တော်ကိုဆောင်တော်တရားကျွန်တော်ဟာညီညမပြတ်ဆုံးမသွန်သင်ကြည်စုဆောင်မတော်မူပါအာမင်အမေတော်တာတော်တန်ရှင်တော်ဝိညာဉ်တော်၏နာမတော်မြတ်နဲ့အာမင်